အားလုံးမိပါပါရှင်ဒီနေ့မှာတော့တင်းချိုင်းအိုကြီးတွေကတနာဆရာဝိညာဉ်လေးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒါပဲနေရာကြီးလေဒါတင်းချိုင်းအိုကြီးလားငါဘာဖြစ်လို့ဒီတင်းချိုင်းအိုကြီးမှာပြန်လို့ရနေတာလဲဒီထဲမှာလေတင်းချိုင်းထဲမှာလေတအားဝယ်ခဲ့တာပဲဟိုမှာဘယ်သူလဲနာမည်ကြီးငါနာမည်ကြီးပါလားမဟုတ်သေးဘူးငါသေးပြီးဝိညာဉ်ဖြစ်နေတာလားငါတင်းချိုင်းပြင်ထောင်းမှာပါလေထွက်လို့ရလားမသိဘူးထွက်မယ်ရလို့တယ်ထွက်လို့ငါမောင်လိုက်ရှောင်းမငါမောင်ဒီညာချင်းမင်းချင်းမရှိတော့ဘူးလားလို့ဘယ်နားမှာလဲတင်းချိုင်းငါတင်းချိုင်းရဲ့ဝယ်ပြင်သွားတော့မှာပဲတင်းချိုင်းသွားမယ်အဲ့ဒီမှာငါနာမည်ရှိတဲ့နေရာကသွားရမယ်ဒီမှာပဲဒီအုပ်နာကနေလို့ရလားမရဘူးငါတော်ဝိညာဉ်ပြောင်းသွားရနေမယ်ဒီနေ့ရောငါအမသေးတဲ့နေ့ဒီနေ့ကငါအမသေးလို့ရက်တောင်ပြည့်သွားပြီငါအမသေးတာအခုဆို2နှစ်တောင်ကြာပြီပဲငါအမရှိသွားပြီးပန်းဟွာလေးသွားပေးအောင်မငါအမကပန်းဟွာချိုက်တယ်ဆိုတော့ယူလိုက်အောင်မပန်းဟွာဒီဘက်ကယူလို့မရဘူးတဲ့ဟိုဘက်ကပန်းဟွာလေးယူလိုက်အောင်မပဲငါအမလည်းပန်းဟွာမြင်တိတ်ကိုပြောတော့မှာပဲငါမရှိတော့ငါအမတင်ကြငါအမဟိုတင်းငါအမတင်နေတယ်ငါအမရှိရဲ့တင်းတိုင်းထဲမှာငါအမရဲ့အုပ်ကူတော့လောက်ပြီးသွားပန်းထည့်ပြီးသွားငါမလေးငါ့ကိုပန်းထည့်ပြီးသွားတာပဲဒီနောက်ငါလှည့်ပဲကြည့်နေအောင်မှာပဲငါတရေဖြစ်မဲ့ငါမသိတာငါမောင်လေးတော့ပြန်သွားပြီပဲဟိုကဘယ်အိမ်လဲမသိဘူးတော့ခတ်ထားတယ်ငါတရေကဝင်လို့တော့မရဘူးငါတို့တရေရလဲထုတ်လို့တော့ရတယ်ပြန်သွားတာပဲကောင်းတယ်ပြင်းလိုက်တာအရင်တော့ငါတငယ်ချင်းနဲ့ပြန်ဆော့ချင်လိုက်တာဒီမှာထိုင်လာအောင်ပါပဲမောလိုက်တာအခုဒီအချိန်ဆိုငါဒီတင်းချိုင်းထဲမှာမရှိတော့ဘူးဟိုးလွန်ခဲ့တဲ့73နှစ်ကဆိုငါအရင်တုန်းကဒီတင်းချိုင်းကိုမလာခင်တော့တော်တော်ပြောခဲ့ရတာပဲငါလည်းဆွဲရနဲ့ပြန်လို့ရတာပဲဒါပေမဲ့ငါဒီလိုမျိုးနေရာကြီးမှာမနေချင်ဘူးတင်းချိုင်းထဲမှာတော့ပုံမနေချင်သေးဘူးပြင်းလိုက်တာဒီရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံလေးတွေကြည့်ချင်တော့ like and subscribe လေးလုပ်ပေးကြပါဦးနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ like and follow လေးလုပ်ပေးကြပါဦးနော်